ဆုံးသူရဲ့လက်ချောင်းကိုဖျက်ယူပြီးတေသူရဲ့ဖုန်းကိုဖွင့်လို့ရမယ်လို့မိတ်ဆွေထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့ဖုန်းစင်ဆာတွေကခန္ဓာကိုယ်မှာတဘာဝလျက်စစ်စီးကြောင်းကိုစစ်ဆေးတဲ့အခါလူသေးတွေမှာအဲ့ဒီလျက်စစ်စီးမှုဟာမရှိတော့တဲ့အတွက်လက်ပွေမှတ်တမ်းဟာလည်းအလုံးမလုံးတော့ပါဘူးထပ်ပြီးတော့လည်းလူသေးတွေရဲ့မျက်နှာကိုစကိန်းဖတ်မယ်ဆိုရင်လည်းface ရဲ့နည်းပညာဟာအသက်ရှူမှုမျက်ခွန်ခတ်မှုနဲ့အသေးစားမျက်နှာလှုပ်ရှားမှုတွေကိုစောင့်ကြည့်တာဖြစ်တဲ့အတွက်လူသေးကောင်ဟာအဲ့ဒီလှုပ်ရှားမှုတွေလုံးဝမရှိတော့ဘဲစနစ်ကလူသေးဖြစ်အလိုလျောက်သိရှိသွားမှာဖြစ်ပြီးဖုံးရဲ့လောက်ကိုဖွင့်လို့မရနိုင်ပါဘူးလဲချောင်းကိုစုပ်ပြဲသွားစေတဲ့ခရင်တစ်ချောင်းကိုမျိုးချမိတဲ့အခါအန်ဂျင်တလို့ခံစားခဲ့ရမှာပါဒါပေမဲ့ဒီအမျိုးသမီးဟာဖက်ကယောဂဆိုတဲ့အစာမဟုတ်တဲ့ပစ္စည်းတွေကိုမထိန်နိုင်အောင်စားခြင်းစိတ်ဖြစ်တတ်သောယောဂရှိနေတဲ့အတွက်ဇွန်ခက်ရင်တွေကိုမျိုးချနေခဲ့ပါတယ်နောက်တော့ဓာတ်မှန်ရိုက်ပြီးတဲ့အခါမှာတော့ဆရာဝန်တွေဟာအရေးပေါ်ခွဲစိတ်ကူတာမှုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြရပြီးတစ်ခုချင်းစီကိုဂရုတစိုက်ဖယ်ရှားရမယ့်အနေအကြီးတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။ဘာလို့ဆိုရင်တစ်ချက်မားတာနဲ့တတုပစ္စည်းတွေဟာအစာအိမ်ကိုပေါက်ထွက်စေနိုင်တဲ့အတွက်ပါ။ဒီလိုနဲ့နာရီပေါင်းများစွာခွဲစိတ်ပြီးနောက်မှာတော့ဓာတ်ခတ်ရည်ပေါင်း88ခုကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့ပါတယ်။